ဒီနေ့ reading လေးကတော့2026လာမယ့်အချိန်ကာလအတွင်းမှာအချစ်စစ်အချစ်မှန်တွေကိုပိုင်ဆိုင်ခွင့်ရမလားချစ်သူမရှိသေးတဲ့လူတွေချစ်သူရနိုင်မလားဆိုတာလေးကို pick up by January reading နေနဲ့ဖတ်ပေးမှာဖြစ်ပါတယ်ရှင်အများအတွက်ဟောတဲ့ January reading လေးဖြစ်တာကြောင့်မင်းနဲ့ energy ကိုက်ညီတဲ့အပိုင်းကိုပဲယူပေးပါနော်မင်းအတွက် private reading လေးသိချင်တယ်ဆိုရင်တော့ page messenger မှာမေးမြန်းလို့ရပါတယ်2026 February နဲ့ March လအလယ်လောက်ထိပိုကင်ပြည့်သွားပြီမို့လို့အဲ့ဒီနောက်ပိုင်းဆိုရင်တော့ရပါမယ်ရှင်တက်ကိုတဝါကြီးရှု deep breathing လုပ်ပြီးတော့မင်းရဲ့ intuition လေးအသုံးချပြီးပိုက်တစ်ခုကိုရွေးချယ်လိုက်ပါခင်းရောင်ဖိုင်လေးရွေးထားတဲ့သူတွေကတော့ပြီးခဲ့တဲ့အတိတ်အချိန်ကာလတစ်ခုမှာမင်းဘက်ကမချစ်လို့တော့မဟုတ်ပေမဲ့စိတ်ခံစားချက်ထဲမှာမပြီးပြည့်စုံနေဘူးလိုအပ်ချက်တွေရှိနေတယ်လို့ခံစားခဲ့ရတဲ့အချစ်တစ်ခုကိုပိုင်ဆိုင်ခဲ့ဘူးလေ။ဘာအတွက်တွေကြောင့်လဲလို့မပြောပြတတ်ပေမဲ့မင်းစိတ်ထဲမှာအလိုလိုတည်နေတယ်အချိန်တွေမလွန်ခင်မကုံဆုံးခင်မှာပဲဆွန့်လွတ်ဖို့ရက်စဲဖို့ဆုံးဖြတ်ခဲ့တယ်ပေါ့နော်မင်းကိုမင်းချစ်တဲ့တန်ဖိုးထားတဲ့သူတူဖြစ်လို့ဒီချစ်တွေကမင်းနဲ့မကိုက်ညီတော့ဘူးတိလာတဲ့အချိန်မှာကောင်းစွာရက်တက်နိုင်ခဲ့တာပေါ့နော် The Magician ကလေးကပြောပြနေတာကတော့မင်းကမော်ဆရာတယောက်လိုမင်းလိုချင်တဲ့အချစ်ပုံစံကိုမင်းရယူပိုင်ဆိုင်နိုင်ဖို့မင်းမှာ skill တွေ resources တွေ manifestation power တွေအပြည့်အစုံအလုံးလောက်ရှိနေပါတယ်တဲ့မင်းကတရားနည်းလမ်းကြလှုပ်လဲလှုပ်ယူမယ်လှုပ်လဲလှုပ်နိုင်တဲ့စွမ်းအင်တွေလည်းပြေဝနေပါပြီတဲ့မင်းအတွက်2026မှာ universe က give and take balance မျှတပြီးတယောက်ပေါ်တယောက်မေတ္တာစေနာအချစ်တွေနဲ့ပြေဝနေမယ်ဆိုးလေးတယောက်ကိုပို့ပေးမှာဖြစ်ပါတယ်လက်ခံနိုင်ဖို့ energy cleansing လုပ်ထားရမှာမမေ့ပါနဲ့နော်လိမ္မော်ရောင်ဖိုင်လေးရွေးထားတဲ့သူတွေအတွက်ကတော့အချစ်ကြောင့်အချိန်ချင်းအခါခါနှာကျင်ခံစားပြိုလဲနေရလေမရဘူးချစ်မှာပဲဆွဆိုတဲ့သူတွေပေါ့နော်နေရောညပါဒူးနဲ့မျက်ရည်တွေတုပ်မအိမ်နိုင်မစားနိုင်တငုံငိုတရီနဲ့အယူတယောက်လိုဖြစ်လေချစ်ရတဲ့သူမျက်နှာမြင်ရင်ကဘာမီးလောင်နေတော့မင်းကအေးမြနေတာပဲဆိုတဲ့သူပေါ့စိတ်ဒုက္ခအပေါင်းကြောင့်ဘဝတွေဘလောက်ဆုပ်ပြည့်ထွက်သွားပါစေရုပ်ရည်တွေဘလောက်အုံမင်းသွားပါစေကဘာကြီးနှစ်ချမ်းကွဲသွားရင်တောင်မှမင်းရှိတဲ့အချမ်းမှာဒုက္ခရောက်နေလဲပျော်ပျော်ကြီးလိုက်နေမဲ့သူဆိုတာမင်းမမင်းအစ်စ်ပေါ့ကာမတက်ကံကြွေးတွေကုန်ချိန်မရောက်သေးလို့ဒုက္ခတွေပျော်နေတတ်ကြတာပါဒုက္ခတွေကိုဒုက္ခချင်းချီးတွင်းထဲမှာပျော်နေကြတဲ့လောက်တဘာဝတွေလိုဖြစ်နေတာပေါ့နော်အခုအချိန်မှာမင်းကို universe ကကန့်ကြွေးတွေကုန်ချိန်ရောက်လို့ wake up call လှုပ်လိုက်တဲ့အချိန်မှာမင်းကောင်းပေါ်မှာလျှက်စစ်မျိုးကြိုကြီးဖြတ်သွားတယ်လို့ညံအလင်းပွင့်အမှန်တွေမြင်လာချိန်ရောက်လာပါပြီမင်းနဲ့သူ့ကြားမှာနှစ်ဖက်မိဘအတိုင်းဝိုင်းမိတ်ဆွေတငယ်ချင်းတွေတည်နေကြလို့ယူကိုယူရမယ်ဆိုတဲ့ရှေးယူဆွဲအသွေးတွေမှားနေတယ်လို့မင်းမြင်တတ်လာပါပြီအရင်လိုအယူမှုအချစ်ပေါ်မကိုးကွယ်တော့ပဲမင်းကိုမင်းတန်ဖိုးထားတဲ့ချစ်တက်လာပါပြီအချိန်တွေအရန်မလွန်ခင်ရက်တန့်လိုက်ခြင်းကမင်းအတွက်ပိုကောင်းဖို့ဖြစ်လာတာပါညအမှောင်တွေကြုံလွန်ပြီးမနက်အလင်းတွေကကမ္ဘာလောကကြီးရဲ့တဘာဝအလှတရားတွေကိုဖန်တီးပေးတဲ့ပန်းပွင့်ကလေးတွေလိုဖူးပွင့်လှပအောင်အားမှန်အပြည့်ပေးတယ်လို့universe ကလည်းမင်းနဲ့ထိုက်တန်နဲ့မင်းပေးဆက်တယ်လို့ပြန်ပေးဆက်မဲ့သူတွေပို့ပေးမှာပါအခုမင်းရထားတဲ့ trauma တွေကို healing လုပ်ပြီးအနာဂတ်အတွက်မင်းရဲ့ soul လေးကိုမလွတ်အောင်စောင့်မျှော်နေပါနော်ဒီနေ့ reading လေးမှာမင်းနဲ့ energy ကိုက်တယ်ဆိုရင်မင်းပဲဖိုင်လေးရွေးခဲ့လေဆိုတာကို comment မှာပြောပြပေးခဲ့ပါအောင်နော်
ဒီ reading လေးကိုနားထောင်နေတဲ့မင်းက give and take balance မျှတာတဲ့အချစ်စစ်အချစ်မှန်တွေကိုပိုင်ဆိုင်ဖို့ထိုက်တန်တဲ့သူတူဖြစ်လို့နာကျင်ခံစားရတဲ့ဘယ် relationship ကမဆိုရုံးထွက်နိုင်ပါစေ channel လေးကို follow subscribe လုပ်ထားပြီးနောက် reading တွေမှာပြန်ဆုံတွေ့ကြရအောင်เนาะ 3 ထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်